ကိုပတ်စံကြတန်မိုးရှိပြီးသူများပတ်စံကြတော့တွင်းထဲကနှိုက်တယ်ထင်နေသူများတို့မင်းကအလုံးနဲ့လေပတ်စံနေအများကြီးရောက်နေတာပဲမင်းကဘောစီမဟုတ်ဝဲကျွေး1000 2000 4000 5000လောက်ပဲဟုတ်ကဲ့တစ်ခုပြောချင်ပါလေမှန်ပါတယ်1000 2000ဆိုတာအရင်မများတဲ့ပမာဏတစ်ခုဝယ်လဲကျွေးပါလေခဏခဏဆိုတဲ့အခါမှာတော့ရှာတာတွေကလည်းတန်ဖိုးမရှိတော့ဘူးလေကြီးကြီးကျယ်ကျယ်ပြောတော့မဟုတ်ပါဘူးအဲ့လိုရဖို့ခမရတို့လိုင်းလေးသုံးဂိမ်းလေးစော့ပြီးတော့ကျူနေတဲ့ချိန်ကျွန်တော်တို့6တော့တွေတိုက်ခဲနာကျင်ခံတဲ့အထိအလုံးလုံးနေရခမရတို့အိမ်မှာအေးစေးစေးနှက်နေတဲ့ချိန်ကျွန်တော်တို့နေပူမလျှောက်မိုးရွာမလျှောက်အလုတ်သွားလောက်ရကိုမမှန်မှန်ဒေါသတွေကိုထိန်းရတယ်အရာရာကိုတီးခံပြီးတော့နေရတယ်ခမရတို့သချင်းလေးနားထောင်ရင်းနဲ့စားကျင်တာတွေစားနေတဲ့ချိန်ကျွန်တော်လည်းဗိုက်စာနေလဲနားချိန်ရောက်တဲ့အထိအစာမစားဘဲနဲ့အာတင်းပြီးအလုတ်ကိုဆက်လုပ်နေရခင်ဗျားတို့အေးစေးစေးလေးအိတ်နေတဲ့ချိန်မှာကျွန်တော်တို့မနက်ကနေညဘက်သူများတွေနားချိန်တောင်လုံနေရတဲ့အခိုက်အတန့်တွေမိတ်ဆွေအလကားရတဲ့အရာဤကဘာမှမရှိကိုချင်းစာတတ်ကြပါစေ